အခုကျွန်တော်တို့အသက်80ကျော်80ကျော်ဆိုပြီးတော့အာဟာရမှုတ်တွေမိထားတာပေါ့နော်အာဟာရဖြစ်အောင်ပါကျွေးရမလဲမိဘတွေအတွက်ကိုကျွေးကျင်ကြတဲ့လူတွေအတွက်ကိုကျွန်တော်ဒီနေ့ဒီမှာတကယ်လည်းအာဟာရဖြစ်တယ်ဒီကြီးပိုင်းနဲ့ကျွေးလို့တင့်တော်တဲ့အာဟာရ၅မျိုးကိုကျွန်တော်ဒီမှာပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့နံပါတ်1ကတော့ oatmeal ပေါ့နော် oatmeal ကတော့ဒီအနီရောင်ကအနုညံ့ဆုံးဖြစ်ပါတယ် instant လို့ခေါ်တယ်ဒီနေ့ပူပူထဲမှာ3မိနစ်လောက်စိမ့်လိုက်တယ်နဲ့သူကစားဖို့အစင်းနဲ့ဖြော်ရတဲ့ကြောင့်အရန်အဆင်ပြေတယ်ဒါလေးကို oatmeal ကိုကျွန်တော်တို့အသီးနှံပဲဖြစ်သို့မဟုတ်လည်းနှုတ်မှုတ်နွားနှုတ်ပေါ့နော်ပြီးတော့ကျွန်တော်အသီးကြောက်တွေနဲ့ပဲဖြစ်တွဲပြီးတော့စားလို့ရတဲ့အတွက်ကြောင့်သမင်းအစာထိုးအတွက်အရန်ကောင်းတယ်သမင်းနဲ့မစားနိုင်ဘူးဆိုလို့ရှိရင်ဒါလေးကအစာကျဉ်းချမ်းမှုအားပေးတယ်ကျွန်တော်တို့အားအင်လည်းဖြစ်စေတယ်ဒီထဲမှာ protein တွေ magnesium တွေအများကြီးပါပါနော်အားလည်းဖြစ်တယ်အဲ့ဒီစားလို့ရတယ်နံပါတ်1နောက်တစ်ခုကတော့စီးကြိုရှိတယ်ဆိုလို့ရှိရင်လူကြီးပိုင်းတွေအတွက်ကိုဒုတိယတင့်တော်တာတော့ glucana ပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်အာဟာရပေါင်းမျိုး30ကျော်ကျော်လောက်ပါတယ်တကယ်ကျွန်တော်တို့စီးကြိုထိမှုအတွက်ကိုအရန်ကောင်းပြီးတော့အာဟာရတော်တော်စုံတဲ့ဖြစ်စွာလေးဖြစ်ပါတယ်အကယ်၍အရန်အားနေတဲ့ပိန်နဲ့ protein တွေအများကြီးလိုအပ်တယ်ဆိုလို့ရှိရင်တော့ဒါလေးကောင်းတာပေါ့နော် glucomil ကျတော့သူက whey protein ကိုအထူးပြုပြီးထုတ်လုပ်ထားပြီးတော့ကင်ဆာဖြစ်တဲ့လူတွေလည်းတိုက်လို့ရတယ်ကိုယ်ခံကောင်းလာအောင်ကြွက်သားတွေဖြစ်လာအောင်သူကကူညီပေးတာပါနောက်တစ်မျိုးကတော့မနေ့ပိုင်းတောက်တဲ့တန်လွင်စီပေါ့နော်တန်လွင်စီကတော့ကျွန်တော်တို့ဒီနှလုံးသွေးကြောကျန်းမာရေးအတွက်အရန်ကောင်းမယ်အရာရမ်းတွေတက်တာမယ်ပြီးတော့ဒါပုံမှန်တောက်မယ်ဆိုလို့ရှိရင်လေဖြတ်တာကိုကာကွယ်တာပေါ့နော်ဆိုတော့ဒါလေးတောက်ပြလို့ရတယ်နောက်တစ်ခုကတော့နှုတ်မှုတ်ပေါ့နော် skimic powder အဆီထုတ်တဲ့နှုတ်မှုတ်ကိုလက်စထရောတက်မှာကြောက်စရာမလိုဘူးဒီနှုတ်မှုတ်ကြတော့ဒီအုတ်မီတို့တခြားတွေနဲ့လည်းတွဲပြီးတောက်လို့ရတယ်။ကော်ဖီတောက်မယ်၊လက်ဖက်တောက်မယ်ဆိုလို့ရှိရင်ကျွန်တော်နိုးစီတွေဟလာအပြင်မှာမသေးကြတဲ့နောင်တွေတောက်မယ်ဆိုရင်ဒါလေးနဲ့တွဲတောက်လို့ရတာပေါ့နော်။ဆိုတော့လက်ရှိကျွန်တော်9မျိုးပြတ်ထားပေးပါတယ်။ဒါလေးတွေတွဲလို့ရတာပေါ့နော်။ဥပမာအဖြစ်ဂလူဆာနာနဲ့ကျွန်တော်အုတ်မီတွဲလို့ရတယ်။ဒါမှမဟုတ်ရင်စီချိုမရှိဘူး။ရိုးပဲတောက်ချင်တယ်ဆိုလို့ရှိရင်ဒီအုတ်မီနဲ့ကောင်းကောင်းနှုတ်တွဲလို့ရတယ်။တန်လွန်စီကတော့မနေ့ပိုင်း2ဆွန်းလောက်တောက်ပြီပေါ့နော်။အကယ်၍အရန်ပိန်တယ်ကြွက်သားတွေအားနေတယ်ကိုကားမရှိဘူးဆိုလို့ရှိရင်ဂလူကိုမီလေးတိုက်လို့ရတယ်ပေါ့နော်အဲ့ဒီပုံစံမျိုးနဲ့ကျွန်တော်တို့တိုက်ကျွေးလို့ရပါတယ်အဲ့တော့ဒါ၅မျိုးကိုကျွန်တော်ဒီမှာပြပြပေးတာဈေးလေးတွေပြပြမှာပေါ့နော်တခါလဲဝယ်တဲ့ခါကျရင်အဆင်ပြေအောင်ဒါလေးကတော့ 1kg ပါတယ်ကျွေးမယ်ဆိုလို့ရှိရင်ဒီကောင်ကခွက်90လောက်ကျွေးလို့ရတခါကျွေး20 gram ပဲကုန်ပါဒီကောင်1000 gram ပါဒါလေးက22,500ပါဒီဂလူဆာနာကတော့3,9,500စင်ကုန်မိတ်ဖြစ်ပါတယ်ဒါလေးကတသိန်းအတိပါဂလူကိုမီသူကတော့ Australia made ဒါလေးကတူရကီလာတဲ့တန်လွင်စီ extra virgin သူကတော့4,000 နဲ့ 4,000ဒါတော့ New Zealand လာ skimic powder မျိုးပြန်ပြီးတော့ပြန်ထုတ်ပို့ထားတာပေါ့နော် repacking လုပ်ထားတာအစီထုတ်ထားတဲ့နှုတ်မဟုတ်360 gram ပါတယ်ရေတမ်းမလဲ၄မိနစ်နီးပါးလောက်ဖြော်လို့ရတယ်သူကတော့3,600ပဲဖြစ်ပါတယ်အဲ့တော့ဒီမိနစ်နေနဲ့ဒါလေးတွေကိုတိုက်ကြွေးပါအဲ့တော့အသက်50ကျော်60ကျော်80ကျော်လူကြီးလက်တက်ကျွေးလို့ရတယ်အသက်40နောက်ပိုင်းကျွန်တော်စီချိုရှိတယ်ဆိုလည်းတိုက်ကျွေးလို့ရတယ်ဒါမှမဟုတ်ရင်ကျွန်တော်ညဘက်ကိုထမင်းမစားတော့တချို့ weight control လုပ်နေတယ်ဆိုလို့ရှိရင်လည်းဒီ oatmeal လေးကိုစားလို့ရတာပေါ့နော်ဒါလေးတို့ကျွန်တော်ဒီမှာမိတ်ဆက်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ကိုလိုချင်တဲ့ဟာလေးတွေကိုရွေးချယ်ပြီးဝယ်လို့ရပါတယ်ဗျ Loss ရဲ့ website မှာဝယ်လို့ရှိရင်ကျွန်တော် 3% discount ရှိပါတယ်2026ဆိုတဲ့ code လေးကိုထည့်လိုက်ရပါမယ်ဒီဗီဒီယိုတော့လည်းအားလုံးကျေးဇူးပါ